It's been a while everyone. ဒီနေ့မှာတော့ကျွန်တော်စားသုံးဆိုင်တွေမှာဒီ server တွေတုံးတဲ့အသုံးနှုန်းလေးတွေနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးချင်ပါတယ် So, let's get started. Welcome to our restaurant. Do you have a reservation? ကျွန်တော်ရဲ့စားသုံးဆိုင်ကနေကြိုဆိုပါရစေ။နေရာကြိုယူထားတာရှိလားခင်ဗျာ This way please. ဒီဘက်ကိုကြွားပါခင်ဗျာ Here's the menu bar. Are you ready to order? May I take your order? မှာဖို့အဆင်သင့်ဖြစ်ပြီလား Would you like anything to drink? တောက်စရာတစ်ခုမှာအောင်မလား What would you like for a dessert? အချိုးပွဲအတွက်ဘာမှချင်ပါသလဲ Would you like anything else? ထပ်မှာဖို့ရှိသေးလား Your food will be ready soon. Please let me know if you need anything else. ခန်းနေဆိုင်အစားအစာရပါမယ်။တခုထပ်မှာစားရှင်ကျွန်တော်ကိုခေါ်လိုက်ပါ Here's your order. Enjoy your meal. မှာထားတာရပါပြီ။သုံးဆောင်ပါအောင်ခင်ဗျ။ Let me change this for you. အသစ်ထပ်လုပ်ပေးပါမယ်။ Here the bill. Here the check. ဒီလောက်ကြပါတယ် Would you like to pay in cash or by card? ငွေသားနဲ့ရှင်းပါလားကတ်နဲ့ရှင်းပါလား Here's your change. Have a great day. ပြန်ငွေပါကောင်းသောနေ့လေးဖြစ်ပါစေ